လုံးသားအာဟာရနှင့်ပရင်းပေါက်ဘဝဟုသည်ကျွန်ုပ်တို့စီမံဖန်တီးသည့်အတိုင်းဖြစ်ရ၏ရခင်ကလည်းဤသို့နောင်လည်းဤနယ်ပင်ဖွားဖွားမိုးဆက်တခါကဆေးရုံကြီးတရုံရှိလူနာခန်းချင်းလေးတစ်ခုထဲမှာလူနာ2ယောက်ရှိကြသည်2ယောက်လုံးပင်ယောဂသေးသောလူနာများဖြစ်သည်အခန်းလေးကကျင်းပြီးအပြင်လောကကိုကြည့်စေရာပရင်းပေါက်တစ်ခုသာရှိသည်လူနာ2ယောက်အနက်တစ်ယောက်ကနေ့လယ်ပိုင်းတွင်သူ့အဆုပ်ထဲကအရည်တွေပိုက်နှင့်စုပ်ထုတ်ရတာကိုအကြောင်းပြု၍တစ်နေ့တစ်နာရီခန့်ထိုင်ခွင့်ရသည်သူ့ကရင်ကပရင်းပေါက်အနီးမှာရှိသည်တစ်ဖက်ကရင်ရှိလူနာကတော့တစ်ချိန်လုံးပတ်လက်လန်ကဆန့်ဆန့်ကြီးလှဲနေရသည်နေ့လယ်ခင်းတိုင်းပရင်းပေါက်အနီးရှိလူနာကကရင်မှာခေါင်းတွေဘာတွေစင်ကကြောမိ၍ထိုင်ခွင့်ရသည့်အချိန်အပြင်ဘက်စီ၌သူလှမ်းမြင်ရသည့်အရာတွေကိုအနီးရှိလူအားပြောပြလေးရှိသည်ပရင်းပေါက်ကလှမ်းကြည့်လင်အပြင်မှာပန်းကြံကြီးတစ်ခုမြင်ရသည်ဟုဆိုသည်အဲ့ဒီအထဲမှာရေကန်ကြီးတစ်ကန်ရှိသည်ရေကန်မှာဘဲတွေငန်းတွေရေကူးနေသည်ခလေးများကသူတို့ကိုပေါမုတ်တွေပစ်ကျွေးကြသည်ခလေးတချို့ကလှေကလေးတွေမျောနေသည်ချစ်သူစုံနှဲတွေကတစ်ပင်ကြီးများအောင်လက်ချင်းတွဲပြီးလမ်းလျှောက်နေကြသည်ပန်းတွေကအိုးဆဆပွင့်နေသည်မျက်ခင်းစိမ့်စိမ့်ကအပြန့်ကျဲလာသည်အဲ့ဒီမှာဘောလုံးပြော့ soft ball ကစားနေကြသူတွေလည်းမြင်ရသည်ဟိုးဝဲစီနိုင်မှုတစ်ပင်တွေထိပ်ဖြားမှထိုးထွက်နေသည့်တိုက်တာအိမ်ယာများထို့နောက်ပြလဲသောမိုးကောင်းကင်ပလက်လန်နေရသူသည်တစ်ဖက်လူခရီးစိတွင်းကြပြောပြသမျှကိုနားဆွင့်ကကိုယ်တိုင်ကြည့်ရသလောက်ရတာတွေးလျက်ရှိသည်ခလေးတယောက်ရေထဲလိမ့်ကြတော့မလို့ဖြစ်သွားတာနွေရာသီဝတ်စုံသစ်တွေနဲ့မိန်းကလေးတွေအရန်လှပနေကြတာစသဖြင့်အပြင်လောကမှာဖြစ်ပျက်နေပုံအလုံးစုံကိုသူ့အာယုံထဲအသေးစိတ်မြင်ခွင့်ရသည်ဒီလိုနေရင်တာယာသောနေ့လည်ခင်းတစ်ခုမှာသူ့ကောင်းနဲ့အတွေးတစ်ခုဝင်လာသည်တစ်ဖက်လူကပရင်းပေါက်နားမှာနေပြီးအပြင်လောကရှုခင်းအစုံကိုစိတ်တိုက်ကြကြည့်ခွင့်ရနေသည်မိမိကိုတော့ဘာကြောင့်အဲ့ဒီနာထားမပေးသလဲဟူသောအတွေးဖြစ်သည်ဒီလိုတိတ်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 တွေးမိခြင်းအတွက်လဲသူရှက်တော့ရှက်မိသည်သို့တော့ဒီအတွေးကိုဖြောက်နေသည့်ကြားကပင်နေရချင်းလဲကျင်စိတ်ကပြင်းသက်ထက်ပြင်းလာသည်ဘယ်နည်းနဲ့ဖြစ်ဖြစ်လဲရမှဖြစ်မိဆိုတာမျိုးအထိသူတွေးမိလာသည်တန်ညမှာတော့သူမျက်နှာချက်ကိုညှိကြည့်နေစဉ်တစ်ဖက်လူရုတ်တရက်နိုးလာကချောင်းဆိုသည်ချောင်းဆိုရင်တည်သည်သူနာပြုဆရာမကိုအရေးပေါ်ခေါ်သည့်အချက်ပေးခလုတ်ကိုနှိပ်ရန်လက်ကစန်တဝါဝါလိုက်ရသည်သို့တော့သူမလှုပ်ရှားတစ်ဖက်လူအသက်ရှူတန်ရက်သွားသည့်အထိငြိမ်၍ပင်စောင့်ကြည့်နေသည်နောက်နေ့မနက်မှာသူနာပြုဆရာမကတစ်ဖက်လူသေဆုံးနေကြောင်းတွေ့ရှိကအလောင်းကိုတိုက်စိတ်စွာပင်တည်ယူသွားသည်အိမ်တွင်မပြောက်လောက်ဘူးဟုထင်ရသောအချိန်လောက်တွင်ကြံရည်သူကသူ့အားပရင်းမောက်အနီးရှိကတင်သို့ပြောင်းပေးနိုင်မလားမေးသည်သို့နှင့်ပြောင်းပေးကြသည်တက်တောင့်တက်တာအရှိဆုံးဖြစ်အောင်နေရာချပေးသည်တက်တက်ရဲ့ပြင်ဆင်ထားသူပေးသည်သူနာပြုတွေထွက်သားသည်နှင့်တပြိုင်နက်တထောင်တစ်ဖက်ပေါ်တွင်အပြုကသူစ조사၍ထသည်နာကျင်မှုဝေဒနာကိုကြိတ်မိတ်ခံကသူ့ကိုယ်သူခဲရင်ပင်မစွာထူမာပြီးပရင်းပေါက်မှအပြင်သို့လှမ်းကြည့်သည်အပြင်၌နေရတိုင်းတစ်ခုသာသူမြင်ရလေသည်